community ပန်းများပွင့်စေသူသို့မဟုတ် Mars ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံကြီးတွေဖြစ်တဲ့ဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးတွေပေါ်ထွန်းလာအောင်လီနင်တို့မော်စီတုံးတို့လို community ခေါင်းဆောင်ကြီးတွေကဆောင်ရွက်ခဲ့ရတာဆိုပေမဲ့အဲ့ဒီဝါဒကိုစတင်ထူထောင်ခဲ့တဲ့ကာမတ်စ်တာမရှိရင်ဒီလိုဖြစ်ထွန်းလာစရာအကြောင်းမရှိပါဘူးသူ့ရဲ့အမည်ကိုဆွဲပြုပြီးတော့ Mars ဝါဒလို့ခေါ်နေကြပေမဲ့သူတကယ်ထူထောင်ခဲ့တဲ့ဝါဒကတော့သိပ္ပံနည်းကျ socialist ဝါဒဖြစ်ပါတယ်သူ့ရင်ကလည်းအများပြည်သူကောင်းစားရေးအတွက်အယူဝါဒတချို့ကိုစေတနာရှိသူတွေကထူထောင်ခဲ့ကြပူးပါတယ်ဥပမာရောဘတ်အိုဝင်ရဲ့ယူရိုပီးယားဒါပေမဲ့ Mars လို့ရှည်ရှည်မြင့်မြင့်ခိုင်ခိုင်လုံလုံမရှိတာကြောင့်အောင်မြင်မှုတော့မရရှိခဲ့ကြပါဘူးဒါကြောင့် Mars ကသူ့ဝါဒကို scientific socialism သိပ္ပံနည်းကျ socialist ဝါဒလို့အမည်နဲ့လိုက်အောင်လက်တွေ့ကျကျဖော်ထုတ်ခဲ့တာဖြစ်ပါတယ်Mars ရဲ့အယူဝါဒတွေကိုအကောင့်ထဲပေါ်နိုင်ခဲ့တာကိုကြည့်ပြီး Mars ရဲ့တန်ဖိုးကိုအကဲဖြတ်နိုင်ပါတယ်။ Mars ရဲ့သမိုင်းဆိုင်ရာအမြင်တချို့ကိုမှားယွင်းတယ်လို့ဆိုနိုင်ပါတယ်။ဥပမာခေတ်ကြီးငါးခေတ်ခွဲခြားပြတာမျိုးနောက်ဆုံးလူအဖွဲ့အစည်းဟာဘုံအဖွဲ့အစည်းဖြစ်ရမယ်ဆိုတာမျိုးဆိုဗီယက်ရုရှားလိုတရုတ်လိုနိုင်ငံတွေမှာတော့စမ်းသပ်ထူထောင်ခဲ့တဲ့ဘုံကြေးရွာတွေမအောင်မြင်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ Mars ရဲ့ကုန်ထုတ်ဆက်ဆံရေးသဘောတရားကတော့ညှင်းပယ်လို့မရနိုင်တဲ့သဘောတရားဖြစ်ပါတယ်စက်မှုရေးတော်ပုံရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အရေးရှင်စနစ်တရုတ်တကန်ကိုသုံးသက်တင်ပြရမှာလဲထိရောက်လှတာတွေ့ရပါတယ်။ Mars ကိုလေးစားကြရတာတမိုင်းမှာဩဇာကြီးသူတို့ဖြစ်သတ်မှတ်ရတာကတော့ Mars ရဲ့အယူဝါဒကိုအခြေခံပြီးအလုသမားလဲသမားအရှိခံလူဒန်းစားတွေရဲ့အုံကြွပေါက်ကွဲမှုတွေကမ္ဘာအရရမှာထင်ရှားဖြစ်ပေါ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ကိုလိုနီစန့်ကျင်ရေးအတွက် Mars ဝါဒဟာလက်ဆွဲကြမ်းဖြစ်လာပါတယ်။ဒါကြောင့်လဲဒုတိယကမ္ဘာစစ်အပြီး20ရာစုအစနိုင်ငံငယ်တွေမှာကွန်မြူနစ်ဝါဒဟာအမြင့်တွယ်ခဲ့တာပါပဲမြန်မာနိုင်ငံအပါအဝင်ဖြစ်ခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းဟာပထမဆုံးစတင်ထူထောင်ခဲ့တဲ့ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပထမဆုံးအတွေးရင်းမှုတူဖြစ်ခဲ့တယ်လို့မျိုးပေါ့Marsကိုဂျာမနီနိုင်ငံကမြို့ငယ်ကလေး Trier ဆိုတဲ့မြို့လေးမှာ1818ခုနှစ်မှာမွေးခဲ့ပါတယ်1883အင်္ဂလန်မှာကွယ်လွန်ခဲ့ပါတယ်လန်ဒန်မှာသူတင်းချိုင်းအုပ်ကူရှိပါတယ်သူကွယ်လွန်တော့ကျွန်တော်တို့နိုင်ငံတီပေါ်မင်းအုပ်ချုပ်ဆဲကာလာပဲဖြစ်ပါတယ်သူ့အဖေကရှစ်နေသူလည်းရှစ်နေဥပဒေပညာကိုဘွန်းတက်ကတော်မှာသင်တယ်နောက်ဆုံးဂျေလာတက်ကတော်ကပါရဂူပွဲရတော့မေဂျာကဒသနိကမေတာဖြစ်နေတယ်ကော်လဂျင်မြို့မှာဂျာနယ်သမားလုပ်တယ်နောက်ပဲရစ်ကိုပြောင်းပြေးရတယ်အဲ့ဒီမှာသူ့ရဲ့တသက်တာတွဲပေါ်ရဲဘော်ရဲဘက်ဖြစ်တဲ့ Frederick Engel နဲ့တွေ့တာပါပဲဒါဟာသူ့ဘဝရဲ့တစ်စစ်ရှိုးကွေဖြစ်ပါတယ်ပြင်သစ်ကနင်းလို့ Brazil ပြောင်းရတယ်1848မှာအင်ဂျင်နဲ့နှစ်ယောက်ပေါင်းရေးခဲ့တဲ့ကမ္ဘာကျော်ကွန်မြူနစ်ကြီးညာစာတမ်းထွက်ပေါ်လာခဲ့ပါတယ်။အဲဒီကစပြီး Mars နဲ့အင်ဂျင်ဟာကျန်းစာအုပ်အတော်များများအတူတွဲရေးခဲ့ကြပါတယ်။ဒါပေမဲ့ Mars ကဥဆောင်သူဖြစ်ပါတယ်။အဲ့ဒီနှစ်ပိုင်းမှာပဲသူလန်ဒန်ကိုပြောင်းပြီးတည်တည်အထိနေထိုင်သွားပါတယ်။အဲ့ဒီမှာသူအေးအေးလူလူစာရေးနိုင်အောင်သူ့မိသားစုကိုအင်ဂျင်ကငွေကြေးထောက်ပံ့ထားပါတယ်။ဒါကြောင့်လဲကမ္ဘာပေါ်မှာသူ့ရဲ့အကျော်ကြားဆုံးလက်ရာအရင်ကျန် Das Kapital ကိုရေးသားနိုင်ခဲ့တာပါပဲ1869 1883နေမှာပထမရဲနဲ့ဒုတိယရဲတွေထုတ်ဝေခဲ့ပါတယ်တတိယရဲကိုတော့သူရေးလက်စကျမ်းကိုသူကွယ်လွန်ပြီးမှအင်ဂျယ်ကစက်ရေးသားထုတ်ဝေခဲ့ပါတယ်Mars ကွယ်လွန်ပြီးအနှစ်တရာအတွင်းမှာပဲ Mars ဝါဒကိုအခြေခံပြီးတော့ကွန်မြူနစ်နိုင်ငံတွေကမ္ဘာပေါ်မှာနေရာအနှံ့ထူထောင်ခဲ့ကြပါတယ်အောင်မြင်ခဲ့ကြတာလည်းရှိပါတယ်ကြာဆုံးခဲ့တာတွေလည်းရှိပါတယ်စတာလင်တို့လိုအာနာရှင်တချို့လက်လွတ်စပယ်ဆောင်ရွက်မှုကြောင့် Mars ဝါဒနာမည်ပြက်ရတာမျိုးတွေရှိပေမဲ့ Mars ရဲ့အဖြစ်လို့တော့ပြောလို့မရပါဘူး Mars ကတော်လန်ရေးတရက်ဆင်နွှဲပြီးအာနာသိမ့်ဖို့ပစ္စည်းမဲ့အာနာထူထောင်ဖို့တိုက်တွန်းပေမဲ့သွေးချောင်းစီးစင်မဲ့လုပ်ရက်တွေကိုလုပ်ရမယ်လို့ညွှန်ကြားခဲ့ပါဘူးယခု21ရာစုမှာကွန်မြူနစ်နိုင်ငံတွေကြာဆုံးပြီးဒီမိုကရက်တစ်နိုင်ငံတွေတိုးပွားလာနေပေမဲ့ယခုအချိန်ကြီးကမ္ဘာရဲ့မှာ Mars ဝါဒကိုယုံကြည်တဲ့သူတွေတန်းနဲ့ရှိပြီးတော့ရှိနေသေးပါတယ်ဒီအချက်ကလည်းပဲကျွန်တော်တို့တွေမယုံလို့မရတဲ့အချက်ပဲဖြစ်ပါတယ်ဒါဟာ Mars ရဲ့ဩဇာကြီးမားတာကိုဖော်ပြနေတဲ့သာရကတစ်ခုပါပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကွန်မြူနစ်ဝါဒဘယ်ကစလဲဆိုတော့ကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနိုင်ငံရဲ့ကကမ္ဘာသမိုင်းကြောင်းတွေကိုနားထောင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပါဦးခင်ဗျာ